psychology ကိုဘယ်လိုလေ့လာဖြစ်ခဲ့လဲလက်တွေ့မှာကောဘယ်လိုအသုံးချဖြစ်နေလဲစဉ်းစားကြည့်ရရင်2021အစောပိုင်းလောက်ကဖြစ်မယ်ကျွန်တော်အနေနဲ့အိမ်ထဲမှာပဲချိန်ကုန်မှများရင်လည်း social media တွေတုံးဖြစ်တယ်အဲ့လိုနဲ့ကျွန်တော် social media ကတစ်စင်ဘာကိုတက်ရှာတွေ့လဲဆိုရင် philosophy လို့ခေါ်တဲ့လူတွေရဲ့တွေးခေါ်ပုံပညာရဲ့တစ်ခုကိုတက်ရှာတွေ့တယ်ပုံမှန်ဆိုရင်ကျွန်တော်က thinking မှတစ်ယောက်ဖြစ်တယ်အကြောင်းအရာတစ်ခုရှာတွေ့ရတဲ့တွေးခေါ်တဲ့အတွေးနဲ့ချဲပြီးတော့ like စဉ်းစားရတယ်အဲ့လိုနဲ့ကျွန်တော် philosopher တွေဖြစ်ကြတဲ့လောက်တီစု Confucius အားလုံးသိကြတဲ့ Socrates တို့သူတို့ရဲ့အတွေးခေါ်တွေဘဝနေခံယူချက်တွေအဲ့ပြင်ကမှသူတို့ဒီ philosophy ဆိုတဲ့ပညာရပ်တစ်ခုကိုဘာလို့ယုံကြည်ကြတာလဲဆိုတော့ကျွန်တော်မေးခွန်းပြန်ထုတ်မိတယ်အဲ့အချိန်မှာကျွန်တော်ဘာကိုတွက်ရှာတွေ့လဲဆိုရင် philosophy လို့ခေါ်တဲ့ပညာရပ်အားလုံးကအရာတစ်ခုရဲ့ပုံမှာအခြေခံထားတယ်Viktor Frankl ရေးထားတဲ့ Man Search for Meaning စာအုပ်ထဲမှာဆိုရင်ယောက်ျားလေးတစ်ယောက်အနေနဲ့သူ့မှာကျင့်ပတ်လည်းရှိရယ်လူချင်းတဲ့တာသမီတွေလည်းရှိရယ်အဲ့ပြင်ကမှပညာရှင်တစ်ယောက်လည်းဖြစ်နေပြန်တယ်သူ့ဘဝဒီတက်ပို့ပြီးတော့ပြည့်စုံခြင်းမရှိနိုင်တော့ဘူးလို့ထင်တဲ့အခါမှာကဘာစစ်ထားဖြစ်တယ်သူပိုင်ဆိုင်ခဲ့တဲ့မြအရာအလုံးဆုံးရှုံးသွားတယ်သူလည်းပဲတစ်ဖက်နိုင်ငံရဲ့အကျဉ်းသားဘဝကိုရောက်ရှိသွားတယ်သူနေရာမှာကိုရာဆိုရင်ရောဘယ်လိုခံစားကျွန်တော်ဆိုရင်ခုလိုနေရာမှာအရှုံးမှာပေးလိုက်မှာဒါပေမဲ့တေချာပြန်စဉ်းစားကြည့်ရင်လူတစ်ယောက်အနေနဲ့ခံစားရတဲ့တဆန်းနိုင်ခြင်းမရှိတော့ဘူးခုမှအင်အားလည်းမရှိတော့ဘူးအဲ့လိုချိန်မှာ philosophy ဆိုတာဘာနဲ့တူလဲဆိုရင်ကြောက်ကမ်းပါးမှာရက်နေလူတစ်ယောက်ကိုလက်ကမ်းပေးလိုက်တာနဲ့တူတယ်ဘာဖြစ်လို့လဲဆိုရင်လူတစ်ယောက်ရဲ့စိတ်ကရန်ရင်းသွားပြီဆိုရင်အားလုံးသိကြတဲ့အတိုင်းခန္ဓာဟာလိုက်မပါလာတော့ကျွန်တော်စိတ်ထဲမှာဖြစ်ပျက်နေတဲ့ပြဿနာအလုံးကိုကိုယ်တိုင်ဖြေရှင်းနိုင်တော့အကောင်းဆုံးပါပဲဒါကြောင့်မို့လို့ကျွန်တော်တို့ consulting တွေယူကြတယ် therapy တွေယူကြတယ်ကျွန်တော် philosophy ကြတော့နည်းနည်းကွဲပြားတယ်ဂျိုးစိတ်တဲမှာဖြစ်ပျက်နေတဲ့ပြဿနာတွေအားလုံးကိုကျွန်တော်တို့ကိုယ်တိုင်စဉ်းစားတွေးခေါ်ရဲဆုံးဖြတ်ချက်ချရဲအဲ့လိုနဲ့ပဲကျွန်တော်ကိုယ်တိုင်အဖြေရှာကြတဲ့ပုံစံမျိုးဖြစ်တယ် philosophy မှာဆိုရင်ကြောက်ကမ်းမှာရက်နေတဲ့လူတစ်ယောက်ရဲ့ခေါင်းထဲမှာရှေ့ကိုချစ်လန်းလိုက်ဖို့ဆိုရဲအသွေးပေါင်းများစွာရှိနေနိုင်တယ်ကျွန်တော်လူတစ်ယောက်ရဲ့ခေါင်းထဲမှာဆိုရင်လည်းနေ့စဉ်အသွေးပေါင်းတောင်းနဲ့ချီပြီးတော့ရှိရဲအသွေးတစ်ခုတိုင်းစီကလည်း15စက္ကန့်သက်ကြာပြီးတော့နေပါဦးခုနလိုကြောက်ကမ်းမှာရက်နေတဲ့လူတစ်ယောက်ရဲ့ခေါင်းထဲမှာကောင်းတဲ့အသွေးဆိုတာထက်မကောင်းတဲ့အသွေးကပိုပြီးတော့များနေမှာပါပဲခုချိန်မှာဒီလိုလူတစ်ယောက်ကယ်တင်ဖို့အတွက်ဆိုရင်ကျွန်တော်ကောင်းတဲ့အရာတွေလည်းတွက်ပြောလို့မရလို့တခုတည်းတော့နီလိုင်းကလက်ရှိအခိုက်အတန့်ကနေပြီးတော့အာယုံလင့်သွားစေနိုင်လောက်တဲ့အထိ strong ဖြစ်တဲ့အသွေးတစ်ခုအစားထိုးဝင်လာမှပဲရလိမ့်ပါ philosophy လည်းကျွန်တော်ရဲ့ဘဝတွေကိုမေးခွန်းထုတ်တယ်ကျွန်တော်ရဲ့ရှင်သန်ရခြင်းအတိတ်တွေကိုတမျိုးတစ်ပုံလှုပ်ဆော်ပေးတယ်အရာအလုံးခက်ခဲနေတဲ့အချိန်မှာတော့ကိုချင်းတိတ်ခါမပြတ်ပြားသွားလေအောင်ထိမ့်သိမ့်ပြီးရဲ့ပညာရဲ့တစ်ခုလို့ပြောလေမမှားပါဘူး philosophy ရဲ့စကားအပြည့်စုံကြည့်မယ်ဆိုရင်ကျွန်တော် philosophia လို့ခေါ်တယ် philosophia ဆိုတာကျွန်တော် Ancient Greek ဘာသာစကားကနေဆင်းသက်လာတဲ့ philo love and affection sophia wisdom ကိုရည်ရွယ်တာဖြစ်တယ်ဒါတွေအားလုံးကိုအတူချုံကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ hope လို့ခေါ်တဲ့မျှော်လင့်ချက်တစ်ခုကိုတွေ့တွေ့ရတယ်လူတစ်ယောက်အနေနဲ့ခန္ဓာရလည်းတဆွမ်းနိုင်ခြင်းမရှိတော့ဘူးလူအင်အားရလည်းတဆွမ်းနိုင်ခြင်းမရှိတော့ဘူးအဲ့လိုချိန်မှာကျွန်တော်ရဲ့အသွေးခေါ်နေတဲ့ဘဝရဲ့ meaning purpose of life ကိုရှာဖွေသိရှိနိုင်တယ်ဆိုတော့ခုချိန်ထိတက်တည်ပြတာတဲ့ပညာရဲ့တစ်ခုဖြစ်ပါတယ်ကျွန်တော်ဆိုရင်လည်းလမ်းပြောင်းနေတဲ့အချိန်မှာ philosophy ပညာရဲ့ကိုရှာတွေ့ခဲ့တယ်ဒါကလည်းကျွန်တော်ဘဝအတွက်အများကြီးအထောက်အကူဖြစ်စေခဲ့တယ်လက်ရှိကျွန်တော်ဆိုရင် philosophy ဆိုရဲကိုနားလည်ခြင်းပညာရေးကစတင်ပြီးတော့လက်ရှိဆိုရင် psychology တစ်ဖက်တောင်နားလည်ခြင်းပညာရေးကိုဆက်လက်လာပြနေပါတယ် philosophy အသွေးမြင်အားလုံးကိုခြုံကြည့်ပြီးတော့အဲ့ဒီမှာကျွန်တော်သဘောကျတဲ့ philosophy တစ်ခုကိုပြပါဆိုရင် a wise person know that he knows nothingဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ရှင်းလင်းချက်ကိုကျွန်တော် contactable ရေးထားရှိပါတယ်အဲ့ဒါကိုလည်းကျွန်တော်အောက်မှာ link ချထားပေးပါမယ်